တရားဝင် calling visa တွေနဲ့ပတ်သက်ပြီးမလေးရှားအစိုးရရဲ့ကြေညာချက်တစ်ခုမှာ31 ဒီဇင်ဘာ2025နောက်ဆုံးဆိုတဲ့ရက်စွဲလေးတစ်ခုပါတယ်။အဲဒီ31 ဒီဇင်ဘာ2025နောက်ဆုံးဆိုတဲ့ရက်စွဲကဘာအတွက်နောက်ဆုံးလဲဆိုတာလေးဒီနေ့ဗီဒီယိုမှာရှင်းပြပေးချင်ပါတယ်။မလေးရှားနိုင်ငံမှာတရားဝင် calling visa နဲ့လာရောက်အလုပ်လုပ်နေတဲ့မြန်မာနိုင်ငံသားဥယေကနေပြည်တော်အလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ3,300,000 ကျော်ရှိပါတယ်။မလေးရှားနိုင်ငံတွင်းမှာရှိတဲ့မြန်မာနိုင်ငံသားအားလုံးရဲ့တဝက်နီးပါးလောက်ရှိတယ်လို့ပြောရင်လည်းရတယ်။ဒါကြောင့် calling visa နဲ့လာရဲဆိုတာအများစုသိပြီးသားပဲဖြစ်ပါတယ်။မလေးရှားအလုပ်ငန်းရှင်ကနိုင်ငံသားအလုပ်သမားကို work permit နဲ့တရားဝင်ခေါ်ပြီးတော့အလုပ်ခန့်နေတယ်ဆိုရင်အဲ့ဒါကို calling visa နဲ့ခေါ်တယ်လို့ခေါ်တယ်။အဲ့ဒီ calling visa နဲ့ခေါ်ခြင်းရင်မဖြစ်မနေလိုအပ်တဲ့ approval letter တစ်ခုလိုတယ်။ KSM approval လို့ခေါ်တယ်။အဲ့ဒီ KSM approval ရဖို့လုံငါတဲ့ရှောက်ရတဲ့လုပ်ငန်းစဉ်ရဲ့ဟိုးအစမှာပထမဆုံးလုပ်ရတဲ့လုပ်ငန်းစဉ်က quota application နိုင်ငံသားအလုပ်သမားခေါ်ပိုင်ခွင့်ရှားပိုင်ခွင့်ခွဲတမ်းစလျှောက်ရတယ်ကျွန်တော်တို့စက်ရုံမှာတော့ဖြင့်နိုင်ငံသားအလုပ်သမားအယောက်200လိုပါတယ်ဒီအတွက်ကျွန်တော်တို့ကိုခေါ်ခွင့်ပေးပါဆိုပြီးတော့အလုပ်သမားဝန်ကြီးဌာနရဲ့ department တွေဖြစ်တဲ့ KDN JDK OSC FWCMS KSM အဲ့ဒီသက်ဆိုင်ရာဌာနအသီးသီးမှာရှောက်ရပါတယ်ရှောက်ပြီးတာနဲ့ဒုတိယလုပ်ငန်းစဉ် interview ခေါ်ပါမယ်လိုအပ်တဲ့ document တွေဆက်ပေးပါမယ်အားလုံးအစိုးရရဲ့တတ်မှတ်ချက်လိုအပ်ချက်အားလုံးပြည့်စုံနေဆိုရင်မှ approve ဖြစ်ပါအဲ့ဒီ approve ဖြစ်ရင်48နာရီအတွင်းမှာလဲပြီးအခွန်ဆောင်ရပါတယ်အဲ့ဒါလို့အခွန်ဆောင်ပြီးရင်ကျွန်တော်တို့ KSM approval ရပါပြီအဲ့ဒါဆိုရင်လုပ်ငန်းရှင်ကမြည်သည့်နိုင်ငံသားကိုသူခေါ်မလဲဆိုတာဆုံးဖြတ်ပါမယ်ပြီးရင်လုပ်ငန်းရှင်နဲ့အဲ့နိုင်ငံသူခေါ်မဲ့နိုင်ငံဂျာတာအလုပ်သမားတွေကိုခေါ်ဆောင်ပေးမဲ့ agency နဲ့ညှိနှိုင်းမှုလုပ်ပြီးတော့ညှိနှိုင်းမှုအဆင်ပြေရင် demand letter ပေးပါတယ်အလုပ်ရှင်က agency ကို demand letter ပေးပါတယ် agency တွေက demand letter ရပြီးနေပြည်တော်အလုပ်သမားဝန်ကြီးဌာနကိုဆောင်ရွက်ခွင့်ပြုဖို့အတွက်တင်ပြရပါတယ်ဆောင်ရွက်ခွင့်ရခဲ့ပြီဆိုရင် PJ passport ကင်ဆောင်ထားတဲ့လုပ်သားတွေကိုစတင်စုဆောင်းမယ်တတ်မှတ်ထားတဲ့စေခန်းတွေဖြစ်တဲ့မိုးသီးတို့ကုန်းမောင်တို့မှာစစ်ပါမယ် FWCMS system ထဲမှာ online တင်ပါမယ် online တက်သွားရင်မလေးရှားလုပ်ငန်းရှင်က calling တင်လို့ရပါ calling ကြပြီဆိုရင်မြန်မာပြည်ဘက်မှာသင်တန်းတက်ပါမယ် OWIC ကတ်ရိုက်ပါမယ် visa လျှောက်ပါမယ်လေလက်မှတ်ဝယ်ပါမယ်စံစာချုပ်ချုပ်ပါမယ်အဲ့ဒါတွေအကုန်လုံးလုပ်ပြီးတဲ့အခါကျရင်လေရင်နဲ့ departure ဖြစ်ပါမယ်ထွက်လာပါမယ်အလုပ်ရှင်ကလေစိတ်မှာကြိုပါမယ်နောက်နေ့မှာ form မှာစီသွေးစစ်ဓမ္မရိုက် form မှာစစ်ပါမယ်စေးအောင်ရင် sticker ကပ်ပါမယ်ဒါအားလုံးသိပြီးသားပါအရေးကြီးဆုံးကဒီ calling visa နဲ့ခေါ်ခြင်းရင်မဖြစ်မနေလိုအပ်တော့ KSM approval ရဖို့ရှောက်ထားရတဲ့ process အရှိကြီးထဲမှာပထမဦးဆုံးလုပ်ရတဲ့ quota application ဒီသူ့ရဲ့ deadline နောက်ဆုံးရက်က31 ဒီဇင်ဘာ2025လို့ပြောတာပဲဖြစ်ပြီးတော့အဲ့ဒီနောက်မှာ interview တွေလုပ်မယ် January February မှာ document တွေစုံနေ service တွေပြည့်စုံနေပြောမှ approval တွေကြမယ်ပြီးမှ demand letter တွေပေးမယ် agency တွေကိုဆိုရင်ဒီဘက်မှာနောက်ထပ်2လ3လလိုပါအောင်မယ်ပြီးရင်မြန်မာပြည်မှာလည်း2လလောက်3လလောက် processing တွားပါမယ်ဒါကြောင့်မလေးရှားအစိုးရဘက်က approval တွေထုတ်ပေးမဲ့နောက်ဆုံးကာလတော့
မကြေညာသေးပါဘူးကိုတာလျှောက်တဲ့ခွဲတန်းလျှောက်တဲ့ရက်ကိုသာနောက်ဆုံးရက်ကိုသာသတ်မှတ်ထားခြင်းဖြစ်ပါတယ်ဒီဇင်ဘာ31 2025နောက်မှာနိုင်ငံသားအလို့သမားလိုချင်ပါတယ်လို့ရှောက်လို့မရတော့အဲ့ဒီမတိုင်မီရှောက်အင်တာဗျူးလုပ်တာတို့စီစစ်တာတို့ကိုဒီနောက်ပိုင်းမှာဆက်လုပ်မယ် approval ရမယ်ပြီးရင် agency တွေနဲ့ညှိနှိုင်းပြီးတော့ demand letter တွေပေးမယ် agency တွေကသက်ဆိုင်ရာနိုင်ငံမှာဆက်လက်လှုပ်ဆောင်မယ်ဆိုရင် calling visa တွေလာမယ့်အချိန်ကာလဟာ2026 3လပိုင်း4လပိုင်း5လပိုင်း6လပိုင်း2026တနှစ်လုံးဖြစ်ဖို့ရှိပါတယ်ဒါကြောင့် calling visa တွေက31ဒီဇင်ဘာ2025မှာပိတ်တာမဟုတ်ပါဘူး calling visa အတွက်လိုအပ်သော approval ရဖို့ရှောက်ရတဲ့လုပ်ငန်းစဉ်ရဲ့ဟိုးအစမှာလုပ်ငန်းစဉ်1ရဲ့ quota application ရဲ့နောက်ဆုံးရက်တာ31ဒီဇင်ဘာ2025ပါလို့ပြောရင်းနဲ့နားထောင်မိတဲ့အတွက်ကျေးဇူးတင်ပါတယ် thank you ပါ